အားလုံးပဲမင်္ဂလာပါကျွန်တော် Zero Online Class ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီအရင်နေ့ကတင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီတူးတွေကိုအသုံးပြုပြီးမှာပေါ့နော်ကျွန်တော်ဒီတူးဒီပုံလေးတစ်ပုံတော့ဆွဲကြည့်ရအောင်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်ဒီ paper လေးတစ်ခုယူရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီက create new လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့မှာဆိုရင်ကျွန်တော်တို့ဒီအလွယ်ကူဆုံးဖြစ်အောင်လို့ကျွန်တော်ဗာပဲနှိပ်မလဲဆိုရင် A4 ပေါ့နော်ဒီက print နဲ့ဝင်လိုက်မယ် print ထဲမှာကျွန်တော် A4 ဆိုတာလေးကိုရွေးလိုက်ပေါ့နော်ရွေးပြီးလို့ရှိရင်ကျွန်တော်ဒီကအလဲရလိုက်ပေါ့နော်လဲရလိုက်လေးကိုရွေးပြီးမှဘာလို့နှိပ်လိုက်မလဲဆိုရင် create ပေါ့နော်ကျွန်တော် system အပိုင်းနေတော့ကျွန်တော်ဒီစာရွက်တောင်းတဲ့နေရာမှာကျွန်တော်ရှင်းပြပြီးရရှိရပေါ့နော်အခုတော့ကျွန်တော်ဒီအဓိကကျွန်တော်တို့တက်ရှိတင်ခဲ့တဲ့တူးတွေကိုအသုံးပြုပြီးမှဒီ data ပုံလေးပေါ့နော်တူးဒီပုံလေးဆွဲလို့ရပြီဆိုတဲ့ဟာလေးကိုကျွန်တော်တည်စေချင်လို့ပေါ့နော်ဒီလေ့ကျင့်ခန်းလေးတစ်ခုကျွန်တော်လုပ်ထားပေးရပါတော့အခုတော့ဆိုရင်ကျွန်တော် create နှိပ်လိုက်မယ်ဟုတ်ပြီဆိုရင်စာရေးမှာကျွန်တော်ဒါဒီဇိုင်းစာဆွဲလို့ရပြီပေါ့နော်ဒီအရင်သင်ခန်းစာရေးမှာတင်ခဲ့တဲ့ကျွန်တော်တူးတွေကိုပဲအဓိကအများဆုံးအသုံးပြုပြီးမှာပေါ့နော်ကျွန်တော်ဒီတူးဒီပုံလေးတစ်ပုံတော့ဆွဲကြည့်အောင်ပေါ့နော်ကျွန်တော်စေရုပ်ပုံလေးဆွဲကြည့်အောင်ဒါဆိုမိတ်ဆွေလေးဒါလေးကိုလိုက်ကြည့်ပြီးမှဒီလိုပုံစံလေးကိုဆွဲနိုင်ပြီဆိုတာလေးကိုသိပါအောင်ပေါ့နော်ဟုတ်ပြီဆိုရင်ကျွန်တော်စဆွဲရအောင်ပေါ့နော်ဟုတ်ပြီဆိုရင်ကျွန်တော်ဒီrectangle လေးယူထားမယ်ယူထားပြီးလို့ရှိရင်ကျွန်တော်ဒီ rectangle လေးကိုဆွဲလိုက်မယ်ပေါ့နော်ကျွန်တော်ဒီဘောင်နှိပ်ထားလဲဆိုရင်ကျွန်တော် Shiki ရဲ့ order ရဲ့နှိပ်ထားပါပေါ့နော်အဲ့ဒါလေးကိုနှိပ်မှကျွန်တော်ဒီလေးဆွဲလိုက်မယ်ဟုတ်ပြီဟုတ်ပြီဒါဆိုကျွန်တော် rectangle လေးတစ်ခုဆွဲရတယ်ဆွဲထားပြီးလို့ရှိရင်ကျွန်တော်ဒါဘာလို့မလဲဆိုရင်copy ကူးမယ်ပေါ့နော် control C ပြီးလို့ရှိရင်ကျွန်တော် control V နဲ့ပို့ဖက်နဲ့ control B နဲ့ပေါ့နော် control B ဆိုတာဘာလဲဆိုရင်ဒီကကျတော့ဒီအနောက်ကိုပဲပြန်လို့ပို့လိုက်တာပေါ့နော်ဒီက control B ပေါ့နော် place in back control B ပေါ့နော် control B နေလိုက်မယ်ဟုတ်ပြီ control B နှိပ်ပြီးတော့တပြိုင်နက်ကျွန်တော်တခြားနေရာမှာတမန်နေဘူး selection မပြောက်တော့ဘာမှမနှိပ်ဘဲနဲ့ဒီ selection လေးကိုကျွန်တော်ဒီ Shiki ရဲ့ order ရဲ့ဖိပြီးမှဒါလေးကိုဆွဲလိုက်မယ်ဝေးဒါဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုရင်ဒါကကျွန်တော်မူရင်းဆွဲထားတဲ့ပုံဒီအနောက်ကတော့ဒါကျွန်တော် control B နဲ့အနောက်ပို့ထားတဲ့ဟာပေါ့နော်ဝေးအနောက်ကဒီကျွန်တော်ရဲ့ဒီ object လေးကိုတော့ကျွန်တော်အယောင်ထည့်လိုက်မယ်ပေါ့နော်ဟုတ်ပြီဆိုရင်အနက်ရောင်လေးထည့်လိုက်မယ်ပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒါလေးကိုပေါ့နော်ဒီ down လေးကျွန်တော်နည်းနည်းလေးကွေးမယ်ပေါ့နော်ကွေးမယ်ဆိုတော့ဒီ down လေးကဒီနားလေးကိုလာမယ်လာပြီးလို့ရှိရင်ကျွန်တော်ဒီကျွန်တော်တို့ဒီ point လေးကိုတစ်ချက်ထောက်ပြီးမှဆွဲလိုက်ပေါ့နော်ဟုတ်ပြီဒါဆိုရပြီနောက်တစ်ခုပေါ့နော်ဒီကောင်လည်းကျွန်တော်ဒီလူတော့လေးနည်းနည်းကွေးလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ရပါပြီနောက်တစ်ခုကျွန်တော်ဒီ rectangle ပဲကျွန်တော်ပြန်ယူအောင်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအလယ်လောက်ကနေ order ရဲ့ Shiki ရဲ့ဖိပြီးတော့ကျွန်တော်ဆွဲလိုက်မယ်ပေါ့နော်ဒါမိတ်ဆွေအတိအကျကြီးဖြစ်เสียမလို့เนาะကျွန်တော်အဓိကဒီလို vector ပုံလေးပေါ့နော် 2D vector ပုံလေးစဆွဲလို့ရပြီဆိုတော့သိစေချင်တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒါလေးတွားလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာကျတော့ဒီမျက်လုံးလေးဆွဲချင်တာပေါ့မျက်လုံးလေးဆွဲဖို့အတွက်ဆိုရင်ကျွန်တော်ဒီတစ်ပတ်တောင်းဟိုဘက်တောင်းတစ်ပတ်တောင်းတစ်ခုကိုကျွန်တော်ဒီပြီးလိုက်မယ်ပေါ့နော်မတူအောင်ကျွန်တော်ဒီဘက်ကညာဘက်ကမပါဘဲနဲ့ကျွန်တော်ဒီဘက်ကပဲကွေးမယ်ဖြစ်တဲ့အတွက်ဒီဘက်ကတစ်ချက်ထောက်တယ်ပြီးရင်ဒီဘက်က Shiki နေပြီးမှဒီဘက်ကတစ်ချက်ထောက်တယ်ထောက်ပြီးရင်ဒါလေးကိုဆွဲမှကျင်းလိုက်မယ်ပေါ့နော်ဟုတ်ပြီပြီးရင်ဒီဘက်ကိုတော့နည်းနည်းလေးပဲခုံးမယ်ပေါ့နော်ဒီဘက်ကိုတစ်ချက်ထောက်မယ် Shiki နှိပ်မယ်တစ်ချက်ထောက်မယ်ပြီးရင်ဒီဘက်ကိုတော့အနည်းငယ်လောက်ပဲတီးလိုက်မယ်ဟုတ်ပြီအစင်တစ်ချက်လောက်ပြန်ကြည့်မယ်ဟုတ်ပြီအဆင်ပြေရပေါ့နော်အဆင်ပြေကျွန်တော်ဒါလေးကိုကျွန်တော် control C နဲ့ copy ကူးမယ်ပြီးရင် control F နဲ့ပေါ့နော်အပေါ်ကိုပို့လိုက်မယ်နော် control F နော်ဒီက control F ပေါ့နော် place in front ပေါ့နော်အစင်ဒါကျွန်တော်ပို့ထားပြီးဖြစ်တဲ့ဒါလေးကိုကျွန်တော်ဒီက station 2လေးယူလိုက်မယ်ယူပြီးရင်ဒါလေးကိုကျွန်တော်တီးလိုက်မယ်ပေါ့နော်နိုင်လောက်တီးလိုက်မယ်တီးပြီးလို့ရှိရင်ကျွန်တော်ဒါလေးကိုတစ်ဘက်ကိုပို့လိုက်မယ်နည်းနည်းလေးကက်ကက်လေးပေါ့နော်ဟုတ်တယ်ပြီးဒါဆိုရင်ပြီးဒီဘက်ကအနောက်ကဒီဟာလေးကိုတော့တစ်ချက်ထောက်ပြီးမှကျွန်တော်အကုန်လုံးကျွန်တော်မျက်လုံးလေးပုံစံဖြစ်ရှင်တဲ့အတွက်ဒါလေးကိုကျွန်တော်အနှိပ်အောင်ထည့်ပလိုက်မယ်ပေါ့နော်အနှိပ်အောင် free ကိုအနှိပ်အောင်ထည့်ပလိုက်မယ်ဒီလိုပုံစံလေးပေါ့နော်ဒီလိုပုံစံလေးဟုတ်ပါတော့ဒီသင်ခန်းစာတွေကတော့ဒါကျွန်တော်တင်ထားပြီးရသင်ခန်းစာတွေကိုပဲလာပြီးမှအသုံးပြုနေရပါတော့ပြီးရင်ကျွန်တော်ဒီမျက်လုံးလေးကိုပဲတီးတန်းကျွန်တော်ဒီဟာနဲ့ဒါနဲ့ကိုကျွန်တော်တစ်ဘက်ကိုပွားလိုက်မယ်ပွားရလဲကျွန်တော်တင်ထားပြီးရအလွယ်ပွားမယ်ဆိုရင်ကျွန်တော်ဒီ order ကိုဖိပြီးမှတစ်ဘက်ကိုဆွဲလာလိုက်ဆွဲပြီးလိုတဲ့နေရာလဲရောက်လို့ရှိရင်လွတ်ချလိုက်ပေါ့နော်ပြီးရင်ကျွန်တော်ဟိုဘက်ကြီးဖြစ်နေတဲ့အတွက်ဟိုဘက်ကိုလဲကျင်တာဖြစ်တဲ့အတွက်ဒါလေးကို right click ထောက်မယ်ထောက်ပြီးရင်ကျွန်တော်ဒီဟာ transform နဲ့ကနေ refresh ကနေကျွန်တော် vertical ယူထားပြီးမှ okay တစ်ချက်နေလိုက်ဒါဆိုရင်ကျွန်တော်ဒီဟိုဘက်တစ်ဘက်မျက်လုံးလေးရသွားပြီပေါ့နော်ဒါဆိုရင်ဒီနားလေးကိုကတ်လိုက်မယ်နော်သူနဲ့နေတယ်ဟိုဘက်တစ်ဘက်ကွာဝေးနဲ့တစ်ဘက်ကွာဝေးလေးဒီကိုချိန်မှာပေါ့နော်အခုကကျွန်တော်ဒီစာအိမ်မှာကွာဒီကျင့်နေရဖြစ်တဲ့အတွက်ဒီအတိအကျကြီးတော့ဖြစ်เสียမလို့အတေးဘူးပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်သူ့ရဲ့ဒီမျက်ခုံးပုံစံလေးပေါ့နော်ဒီနားမှာလေးကျွန်တော်ဆွဲမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနားလေးလောက်ကိုလာလိုက်မယ်ပြီးရင်ကျွန်တော်ဒီက rectangle ဝေးလိုက်မယ်ယူပြီးရင်ဒါလေးကိုတလောက်ပေါ့နော်တလောက်လေးပေါ့နော်သူလူတော့လေးကျွန်တော်ဆွဲလိုက်မယ်ဆွဲပြီးရင်ကျွန်တော်ဟိုဘက်တစ်ဘက်ကိုကျွန်တော်ကြေချင်တယ်ပေါ့နော်တစ်ဘက်ကိုတစ်ချက်ထောက်မယ်ဒီဘက်လေးနည်းနည်းဆွဲပြီးမှကြေလိုက်မယ်တို့ထောက်မယ်ပြီးဒီဘက်ကိုလေးနည်းနည်းလောက်ဒီဘက်ကိုလေးကျွန်တော်ဆွဲပြီးမှကြေလိုက်မယ်ဟုတ်ပြီပြီးရင်ဒါလေးကိုကျွန်တော် copy ပွားလိုက်မယ်ပေါ့နော်ဒါကျွန်တော် order ကိုပဲနေမှကျွန်တော်ပွားပါပေါ့နော်တစ်ချက်ကျွန်တော်ပြန်ကြည့်လိုက်မယ်ဟုတ်ပြီပြီးရင်ဒါလေးကိုကျွန်တော်နည်းနည်းဆောင်းလေးဖြစ်တော့ပေါ့နော်ဒီဘက်တောင်းလေးကိုလာလိုက်ဒီနားလေးကိုထောက်လိုက်လို့ရှင်ဒီလိုများလေးအခုံးလေးပြောင်းသွားပါပေါ့နော်ပြောင်းသွားတဲ့အခါမှာကျွန်တော် click လေးနေပြီးမှဒီဘက်ကိုဟိုဘက်တစ်ဘက်ကိုကျွန်တော်လဲလို့ရပါပေါ့နော်ဒါလေးကိုလဲပြီးမှကျွန်တော်ဒီလေးပေါ့နော်အဝိုင်းပုံစံလေးဖြစ်နေတာပေါ့နော်
ဟုတ်ပြီဆိုရင်ကျွန်တော်ရပြီပေါ့နော်ဟုတ်ပြီဆိုရင်ဒီမှာတော့မိတ်ဆွေတစ်ခုတော့တတိထားမယ်ပေါ့နော်ကျွန်တော်တို့ဒီ layer တွေပေါ့နော်ဒီက layer တွေတစ်ခုပြီးတစ်ခုကျွန်တော်တစ်ထပ်စီကျွန်တော်ခွဲပြီးမှဆွဲနေရမှာဟုတ်တဲ့အတွက်ဒီတခြား object တွေတွားပြီးမှဒီလိုရွှေ့မိလို့ရှိရင်တော့မိတ်ဆွေဒီတခြားဟာတွေတော့ပါရမယ်ပေါ့နော်အဲ့ဒါကိုမိတ်ဆွေဒီတစ်ခုဆွဲတဲ့ခါကျရင်တော့ဒီ selection ကိုတော့ကိုဆွဲမဲ့ဟာတီးတန့်ဝင်အောင်လုပ်ရမယ်အကေကတခြားဟာနဲ့ထိမိမှမျိုးဆိုရင်လို့ရှိရင်ဒီကိုတီးတန့်ပြင်နေတဲ့ object ကို click နဲ့ check ခောက်ပြီးမှisolate ခေါ်ပြီးမှဒီလိုမျိုးဆွဲရင်ဆွဲပေါ့နော်ကျွန်တော်တို့ဒါတတိထားပြီးမှကျွန်တော်ဆွဲနေရဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ဒါ isolate မခေါ်ပြတော့ဘူးပေါ့နော်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒါဒီစက်ရုပ်ရဲ့ကျွန်တော်ကဒီခေါင်းပုံစံလေးရသွားပြီပေါ့နော်ဟုတ်ပြီပြီးရင်တွေ့ဒီနေရွက်ပေါ့နော်နေရွက်ပုံစံလေးဆွဲကြည့်အောင်ပေါ့နော်ဟုတ်ပြီဆိုတော့ rectangle ပဲယူရတယ်ပြီးရင်ဒီနားလေးကိုကျွန်တော်ဒီလောက်လေးကိုဖောင်ဖောင်လေးဆွဲလိုက်မယ်ပြီးရင်သူ့ရဲ့ဒီက stock လေးကိုကြီးချင်တာပေါ့နော်ဒီ stock ရဲ့ဒီမြင်းချောင်းလေးကိုဒီဟာလေးကိုကျွန်တော်နည်းနည်းလေးထူချင်တာဖြစ်တဲ့အတွက်ဒီဟာလေးကိုဒီ point လေးကို 1pt ဖြစ်နေရနေမှာဒါလေးကိုနည်းနည်းလေးကြီးလိုက်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော် 4pt လောက်ယူလိုက်တယ်ဟုတ်ပြီပြီးလို့ရှိရင်ဒီမှာကျွန်တော်ထပ် rectangle နောက်တစ်ခုထပ်ယူတယ်ယူပြီးဒီနောက်မှာထပ်ဆွဲမယ်ပေါ့နော်ဒီထက်ကိုနည်းနည်းတေးမယ်ပေါ့နော်အဲ့ထက်ကိုတေးမှတော့ဆွဲလိုက်မယ်ဆွဲပြီးကျွန်တော်ဒီဟာကိုခုံလေးဖြစ်ရှင်တဲ့အတွက်ဒီဒါလေးကို selection ပေးမယ်ပြီးရင်ဒါကိုတစ်ချက် selection ပေးမယ်ရှစ်ကီကိုနှိပ်မယ်ပြီးရင်ဒီဘက်ကို selection ပေးမယ်တစ်ဘက်ပေါ့နော်ပြီးညာဘက်ကနှစ်ခုပဲ selection ပေးမယ်ဒီဘက်ကိုဆွဲမှကျင်းလိုက်မယ်ဟုတ်ပြီဒါဆိုဒီလိုပုံစံလေးရပါလိမ့်မယ်ပေါ့နော်ဟုတ်ပြီပြီးရင်ဒီနှစ်ခုကိုလည်းကျွန်တော်တို့ဒီဟာကို selection ပေးမယ်ပြီးရင် order နှိပ်ပြီးမှဒီဘက်ကိုပွားလာမယ်ဟုတ်ပြီပြီးရင်ဒါကို right click ထောက်မယ်ထောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီက transform ကနေ refresh ကိုနှိပ်မယ်ပြီးရင်ဒီက vertical ကိုရွေးထားမယ်ပြီးရင် okay ကိုနှိပ်မယ်ပြီးရင်ကျွန်တော်ဒါလေးကိုဆွဲလာလိုက်မယ်ပေါ့နော်ဟုတ်ပြီပြီးရင်လိုလောက်ရပြီဆိုရင်ဒါလေးကိုလွှတ်ချလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့မှာကျွန်တော်ဟိုဘက်တစ်ဘက်ကိုကဒီချိန်နေလောက်ချိန်နေဆိုရင်ကျွန်တော် control ရဲ့ R ရနေလိုက်ပေါ့နော် ruler လေးယူပြီးမှကျွန်တော်ဒါလေးကိုတစ်ချက်လေးထားလိုက်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီဟိုဘက်တစ်ဘက်ကမညီဘူးပေါ့နော်မညီဘူးဆိုတာတစ်ဘက်ကဒီမှာဆိုရင်ဒါအောက်ရောက်နေတာဆိုရင်ဒါလေးကို station ပြန်ပေးမှနည်းနည်းလောက်မှားလိုက်ပေါ့နော်ကျွန်တော်ဒီ keyboard ပေါ် arrow များလေးနဲ့လည်းတွားလို့လည်းရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ရပြီ short ပုံစံလေးဆွဲရအောင်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ short ပုံစံလေးဆွဲရအောင်ဆွဲမယ်ဆိုရင်ဒီက rectangle ပဲအဓိကယူလိုက်မယ်ယူပြီးရင်ကျွန်တော်ဒီနားလောက်မှာ short တစ်ချောင်းဝင်ရင်ဆွဲမယ်ပြီးမှကျွန်တော်နောက်တစ်ချောင်းကို copy ပွားလိုက်မယ်ပေါ့နော်ဟုတ်ပြီတော့လောက်ယူလိုက်မယ်ယူပြီးလို့ရှိရင်ကျွန်တော်ဒီကောင်တော့ကျွန်တော် stock ကိုနည်းနည်းကြီးမယ်ပေါ့နော် stock ကိုနည်းနည်းလေးကျွန်တော်ထူလိုက်မယ်ဒီကျွန်တော်စစ်လောက်ပေါ့နော်စစ်လောက်ထူထားတယ်ထူပြီးလို့ရှိရင်သူ့6လောက်ဒီရှေ့ဖွားပေါ့နော်ရှေ့ဖွားပုံစံလေးဆွဲမယ်ပေါ့နော်ဟုတ်ပြီပြီးရင်ကျွန်တော်ဒီဘက်ကိုဒီခုံးလိုက်မယ်ပေါ့နော်ဒီဘက်တောင်းတစ်ခုလေးပဲတစ်ချက် selection ပေးမယ်ပြီးရင်ဒီဘက်ကိုခုံးလိုက်မယ်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒါလေးကိုနည်းနည်းလောက်ဆွဲရှည်လိုက်မယ်ဒါလေးကိုဝေးဒီကောင်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီအရင်တင်ခဲ့တဲ့တင်ကန်းစာတွေတုံးရတော့မယ်ပေါ့နော်ဒါဆိုရင်ဒါအရင်ဆွဲထားတဲ့အတွက်ဒါအောက်ကိုရောက်နေရယ်ဒီကောင်နောက်ဆုံးဆွဲထားတဲ့အတွက်ဒါနောက်ဆုံးမှာကျွန်တော်ဆွဲထားတဲ့အတွက်ဒီကောင်ကအပေါ်ရောက်နေရယ်ပေါ့နော်ဒါသူ့ရဲ့ဒါနံပါတ်ကျွန်တော်တို့ဒီနံပါတ်ဆင်ရေးမယ်ဆိုရင်ဒါအရင်ဆွဲတယ်ပြီးရင်ဒါနောက်မှဆွဲတဲ့ဟာဒါအပေါ်ရောက်နေမှာပဲဒါပေမဲ့ကျွန်တော်အခုလက်ရှိကဒီကောင်ကိုကျွန်တော်အပေါ်ရောက်ရှင်တာဖြစ်တဲ့ဒါလေးကို right click ထောက်မယ်ထောက်ပြီးရင် ring ကနေကျွန်တော် bring to front နဲ့အပေါ်ပို့လိုက်မယ်ပေါ့နော်ဒီလိုလေးဖြစ်ရှင်တာပေါ့နော်ပြီးရင်ကျွန်တော်ဒါလေးကိုနည်းနည်းလေးဆွဲရှည်လိုက်မယ်ဒီဘက်ကိုလေးနောက်ပြီးရင်ဒီနားမှာကျွန်တော်ဒီဆက်ရလေးပေါ့နော်သူ့ရဲ့ဆက်ရလေးကျွန်တော်တစ်ချက်အဝိုင်းလေးထည့်လိုက်မယ်နားမှာလေးဟုတ်နော်ဒီလိုလေးပေါ့နော်ပြီးတော့ဆိုရင်ဒီလိုပုံစံလေးအဲ့လိုပုံစံလေးပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီလိုကြည့်ရခါမှာနည်းနည်းလေးကြီးနေရပေါ့နော်ကြီးနေတဲ့အတွက်ကျွန်တော်နည်းနည်းလေးထပ်သေးဦးမယ်ဒီ shot လေးကိုဟုတ်ပြီရပြီပြီးရင်ကျွန်တော်တွေ့ရဒီက rectangle လေးပဲကျွန်တော်ပြန်ယူမယ်ယူပြီးလို့ရှိရင်ဒီနားမှာဒီဟာလေးတစ်ထပ်ထပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်ရပြီဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီ shot ကိုပွားလိုက်မယ်ပေါ့နော်ဒါလေးကိုကျွန်တော်အကုန်လုံးဒီတစ်လောက်ကိုပေါ့နော် selection ပေးမယ်ပြီးရင်ဒါလေးကိုကျွန်တော် order နဲ့ပွားလာမယ်ဒါ right click ထောက်ပြီးမှကျွန်တော်ဒီ transform ကနေ reflect ကနေဒီ vertical ရေးမှ okay နေလိုက်ပေါ့နော်ပြီးရင်ကျွန်တော်ဒါလေးကိုဒီနားမှာထားလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီ robot ပေါ့နော် robot ပုံစံလေးကျွန်တော်ရသွားပြီပေါ့နော်ဒါလေးကျွန်တော်ခဏဖိလိုက်မယ်ဒါဆိုတော့ make sure ဒီလိုမျိုးပေါ့နော်ဒီကျွန်တော်အရင်တင်ခဲ့တဲ့တင်ကန်းစာတွေကိုတုံးပြီးမှဒီလိုပုံစံလေးဆွဲလို့ရတယ်ဆိုတော့ make sure ဒီလောက်ဆိုတော့ဘောပေါက်လိုက်ပြီးကျွန်တော်ဒါကိုနည်းနည်းအယောင်လေးနဲ့ထည့်ကြည့်မယ်ပေါ့နော်ဒီအတွင်းဟာလေးကိုကျွန်တော်နည်းနည်းလေးအဖြူမဟုတ်ဘဲနဲ့ဒီကနည်းနည်းလေးဒီအနက်နဲ့ဒီအဖြူကြားပေါ့နော်အဲ့လောက်လေးထည့်လိုက်မယ်ပေါ့နော်ဒါလည်းကျွန်တော်အယောင်တူးခြင်းနေဆိုရင်ဒါလေးကိုကျွန်တော်တို့ဒီ color code တုံးကအတိုင်းပေါ့နော်ဒီဟာလေးကိုကျွန်တော် session ပေးမယ်ဒီ color code ကိုကျွန်တော် copy ကူးလာမယ်ပေါ့နော် copy ကူးလာပြီးမှဒီကောင်လေးမှာ like ထည့်မယ်ပေါ့နော်အဲဒီလိုဆိုရင်လည်းအဆင်ပြေရပဲပေါ့နော်ဟုတ်ပြီ
ဆင်ရပြီပြီးသွားရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒါလေးကိုကျွန်တော်လီယာတစ်ခုပွားလိုက်မယ်ပေါ့နော်လီယာတစ်ခုပွားလိုက်မယ်ဒီလီယာအပေါ်ရောက်နေတာကိုကျွန်တော်အောက်ကိုပို့လိုက်မယ်ပြီးရင်ဒီကောင်ကိုကျွန်တော်တို့ကဘာမှမလုပ်ဘူးပေါ့နော်မထိတော့ဘူးဖြစ်တဲ့ဒါလေးကို lock ချထားလိုက်မယ်ပြီးရင်ဒီကလီယာလေးကိုပြန်လို့ယူလိုက်မယ်အဲ့မှာကျွန်တော် background လေးထည့်လိုက်မယ်ပေါ့နော်ဒီကကျွန်တော်ဒီ down ကနေတစ်ဘက် down ကနေတစ်ဘက် down ပေါ့နော်ဒီကဒီ insert ဆိုပြီးမှပေါ်လာတဲ့အခါမှာဒါလေးကိုဆွဲပြီးမှတစ်ဘက်ကိုလှုပ်လိုက်လုပ်ပြီးကျွန်တော်တို့ဒီကဒီ stock မလုပ်ချင်တဲ့အတွက် stock ကိုကျွန်တော်ဖြတ်လိုက်မယ်ပြီးရင်ဒီက fill ပေါ်တင်မယ် fill ပေါ်တင်ပြီးလို့ရှိရင်ကျွန်တော်ဒီက gradient လေးတစ်ချက်နှုတ်ပြီးပြန်ဒါလေးဒီပေါ်မှာထောက်လိုက်ပေါ့နော်ထောက်ပြီးရင်ကျွန်တော်ဒီ gradient ပေါ်မှာပေါ့ဒီ gradient ဒီ2ပေါ်မှာ click နဲ့ check ခောက်လိုက်ရင်ဒီလိုမျိုး gradient ပေါက်လေးကျလာတဲ့ခါကျရင်ဒီကအလဲရပေါ့နော်ဒီ set wine လေးရကျင်တာပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်နေ့တိုင်းဒီလိုဖြစ်သွားမယ်ဒါဆိုရင်ကျွန်တော်ဒီ background အပြလေးထားလိုက်မယ်ပေါ့နော်တစ်ဘက်ကိုကျွန်တော်တစ်ချက်နှိပ်မယ် click နဲ့ check ခောက်မယ်ကျွန်တော်ဒီကအဖြူမဲဖြစ်နေတဲ့အတွက်ဒီ down ကဒီ set 30လေးကိုနှိပ်ပြီးမှကျွန်တော်ဒီ RGB ကိုရွေးပေးမယ်ပြီးရင်ကျွန်တော်ဒါအပြလေးပေါ့နော်နည်းနည်းအပြနုရလေးအရင်ရွေးလိုက်မယ်ဟုတ်ပြီပြီးရင်ဒီဘက်ကိုကျတော့ဒါလည်းအဲ့တိုင်းပဲကျွန်တော် RGB ရွေးမယ်ပြီးရင်ဒီကအပြနှက်တဲ့ဟာလေးကိုပေါ့နော်နည်းနည်းတွားလိုက်မယ်အဲ့လိုလေးဟုတ်ပြီဒါဆိုတော့ကျွန်တော်ဒါအဆင်ပြေပြီပေါ့နော်ဒါကိုစိတ်ကြိုက်ပေါ့နော်ဒါတော့မိတ်ဆွေတို့အဓိကဒီလိုကျွန်တော်အရင်တင်ခဲ့တဲ့သင်ခန်းစာတွေကိုအသုံးပြုပြီးမှဒီလိုမျိုးပေါ့နော်ဒီလိုပုံစံလေးဆွဲလို့ရတယ်ဆိုတာလေးကိုသိစေချင်တာပေါ့နော်အခွေးကောက်တွေပါတဲ့ဟာဆိုတော့မိတ်ဆွေတို့ဒီ pen 2တွေပါတွေတော့အသုံးပြုရလိမ့်မယ်ဒါပေမဲ့လက်ရှိကတော့ကျွန်တော်တင်ခဲ့တဲ့သင်ခန်းစာတစ်ချောင်းကျွန်တော်တင်ခဲ့တဲ့2တွေကိုအသုံးပြုပြီးမှဒီလိုမျိုးလေးပေါ့နော်2D vector ပုံလေးတွေဆွဲလို့ရတယ်ဆိုတာလေးကိုသိစေချင်တာပေါ့နော်တခြားသင်ခန်းစာတွေမှာလည်းဒီထက်ကိုကျွန်တော်ပို့လို့အဆင်ပြေရဲ့ကျွန်တော်ဒီ exercise လေးကျွန်တော်လုပ်ပြအောင်မယ်ပြီးဒါလေးကိုကျွန်တော်ဒီ export လေးထုတ်လိုက်ရအောင်ပေါ့နော်ဓာတ်ပုံအနေနဲ့ထုတ်ထားခြင်းနဲ့ဆိုရင် export ပြီးရင် export as ကျွန်တော်ဒါ desktop ပေါ်မှာပဲတင်လိုက်မယ်ပြီးရင်ကျွန်တော်ဒါ robot ပေါ့နော် robot ပြီးရင်ကျွန်တော်ဒါကို JPEG နဲ့စိတ်မယ်ဓာတ်ပုံအနေနဲ့ရခြင်းတဲ့အတွက် JPEG ပြီးရင် UR book ကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ export ထုတ်လိုက်မယ်ပြီးရင်ကျွန်တော် RGB ရွေးမယ်ပြီးရင်ကျွန်တော်ဒီက quality ကိုအမြင့်ဆုံးထားပြီးမှကျွန်တော် okay ပဲနှိပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော် result လေးကိုတစ်ချက်လောက်ကြည့်အောင်ပေါ့နော်ဟုတ်ပြီဒါဆိုတော့ဒါကျွန်တော်တို့ဒါဆွဲထားတဲ့ကိုယ့်ရဲ့ robot ရဲ့ပုံလေးကိုရပါပြီပေါ့နော် cloud ဆိုတော့ကျွန်တော်ဒီငန်းစာလေးကိုနားလေတဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်